Directed 820 Supermassive Gain ဖန်တီးထားတဲ့ CV Survival Honor Gain တစ်ခုဖြစ်ပြီးတော့မှ Dead Picture ရဲ့ series ရဲ့9ခုမြောက် Gain ဖြစ်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ကမ္ဘာမြေကြီးပျက်စီးလာတဲ့အနာဂတ်ကာလမှာလူသားတွေကအသက်ရှင်နေထိုင်နိုင်မဲ့နေရာတက်ကိုရှာဖွေရန် Sophia ဆိုတဲ့အာကာသယာဉ်နဲ့ Tokyo Earth ဆိုတဲ့ဂျိုရှိသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဂျိုမှာလူသားပုံစံအတွင်ယူနိုင်တဲ့အန်ဒီရရှိ alien တစ်မျိုးနဲ့ကြုံတွေ့ရပြီးဘတူကိုဂျုံရမလဲဆိုတော့မတိတ်ချတဲ့အခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်။ဂိမ်းကို2022ခုနှစ်မှာဂိမ်းနာမည်ကို Trademark တင်ခဲ့တာဖြစ်ပါတယ်။ဒီဘယ်မီရဲ့ ending မှာတော့ Variety 820အရေးမှောက်ပြသခဲ့တာဖြစ်ပါတယ်။2024ခုနှစ်မှာဂိမ်းကောပွဲမှာတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ Unreal Engine 5ကိုအသုံးပြုထားပြီးရခင်တဲ့အမောင်ပုံရိပ်တွေကပုံမို့ကောင်းမွန်အောင်ဖန်တီးထားတာဖြစ်ပါတယ်။မူလ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာထွက်ရှိဖို့စီစဉ်ထားပေခဲ့မဲ့ဒီပလုံးမအချိန်ပိုလိုအပ်တာကြောင့်ဖြည့်ဆန်းခဲ့ပြီးနောက်ဆုံးမှာ2026ခုနှစ်မေလ12ရက်နေ့မှာ PS5 Xbox Series X နဲ့ PC တို့အတွက်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ထူးခြားချက်ကတော့ player ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးမှဇက်လန်ပြောင်းလဲမယ် chapter တွေတည်လားရှင်မလားဆုံးဖြတ်နိုင်တယ်။ Alien Imposter ကိုရှောင်ရတဲ့ Swing Gameplay အတစ်တွေပါဝင်ခဲ့တာဖြစ်ပါတယ်။ Speed Honor ရုပ်ရှင်တွေဖြစ်တဲ့ The Tin နဲ့ The Phobia ပိုမီယတိုကနေ refer ယူထားတာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။